Okay အားလုံးပဲမင်္ဂလာပါ Streamline ကနေပြန်နေကြိုဆိုလိုက်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ဒီ possibility နဲ့ probability အကြောင်းကျွန်တော်ဒီနေ့ပြောပြပေးသွားမှာပေါ့နော်ဆိုတော့ဒီ possibility နဲ့ probability ကျွန်တော်မြန်မာလိုပြောမယ်ဆိုရင်တော့ဖြစ်နိုင်ခြင်းနဲ့ဖြစ်နိုင်ခြေပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီပုံမြင်လေးပုံစံမျိုးနဲ့ဖန်တီးပြီးတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်တနေ့မှာဘူဘူဆိုတဲ့ဒီဝဝင်လေးတကောင်မော်စကြားလုံးဘူးတဘူးကိုတွေ့လိုက်တယ်ပေါ့နော်ဆိုတော့သူကဘူးကိုဖွင့်ကြည့်လိုက်တော့ strawberry တကြားလုံး၈လုံးနဲ့တမယာတကြားလုံးနှလုံးရှိနေတယ်ပေါ့ဘူဘူကအဖွားကိုဒီမျက်လုံးပိတ်ပြီးတစ်လုံးနှိုက်လိုက်မယ်ဆိုလို့ရှိရင်တမယာတကြားလုံးရနိုင်မလားဆိုပြီးတော့မေးလိုက်တယ်ပေါ့နော်အဖွားရနိုင်တယ်ဘာလို့လဲဆိုတော့ဒီဘူးထဲမှာတမယာတကြားလုံးနှလုံးရှိနေရပဲလို့ဖြေရဲပေါ့နော်ဒီနေရာမှာအဖွားပြောနေတာဒီ possibility ဖြစ်နိုင်ခြင်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ possibility ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာဝယ်ဖြေးပေးတာပေါ့နော်ဒါမဲ့ဒီဘူဘူကထပ်ပြီးတော့မေးတယ်ဒါဆိုဒီတမယာတကြားလုံးရနိုင်ကြီးဘယ်လောက်ရှိလဲဆိုပြီးတော့ထပ်ပြီးတော့မေးလိုက်တယ်ပေါ့နော်အဖွားကဒီတကြားလုံးတွေကိုရေးတွက်လိုက်တယ်ပေါ့နော်ပြီးတော့ဒီစုစုပေါင်းတကြားလုံးက10လုံးရှိပြီးတော့ဒီတမယာတကြားလုံးကနှလုံးပဲရှိတဲ့အတွက်ကြောင့်မလို့ဒါတမယာတကြားလုံးရနိုင်ကြီးကဒီပြောရမယ်ဆိုရှင်20ရာခိုင်နှုန်းပဲရှိတယ်ပေါ့နော်10ပုံ2ပုံ20ရာခိုင်နှုန်းပဲရှိရဆိုပြီးတော့ရှင်းပြရဲပေါ့နော်ဒါကိုဒီ probability ဖြစ်နိုင်ကြီးလို့ခေါ်တယ်ပေါ့နော် probability ဆိုတာကဒီဖြစ်နိုင်လားဆိုတာဝင်မပြောဘဲနဲ့ဘယ်လောက်အခွင့်အရေးရှိလဲဆိုတာကိုကဏ္ဍနဲ့တိုင်းတာပြတာပေါ့နော်ဆိုတော့နောက်တစ်နေ့မှာကျတော့ဒီသူ့ရဲ့အဖွားကနေပြီးတော့ဒီဘူးထဲကို story တကြားလုံးဒီအလုံး100နဲ့တမယာတကြားလုံးတစ်လုံးဝယ်ထည့်လိုက်တယ်ပေါ့နော်ဘူဘူကဒီတမယာတကြားလုံးရနိုင်သေးလားဆိုပြီးတော့ထပ်ပြီးတော့မေးလိုက်တော့အဖွားကရနိုင်တယ်ဘာလို့လဲဆိုတော့ဒီဘူးထဲမှာကဒီတမယာတကြားလုံးတစ်လုံးတော့ရှိနေသေးတယ်ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်ဒါက possibility ပေါ့နော်ဒါပေမဲ့ဒီ probability ကိုတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ဒီ100တစ်လုံးနဲ့မှာတစ်လုံးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရနိုင်ခြေကအရန်နည်းသွားပြီပေါ့နော်ဒီအချိန်မှာဘူဘူကဒီဖြစ်နိုင်ခြင်းနဲ့ရနိုင်ခြေဆိုတာကိုမတူဘူးဆိုတာကိုသဘောပေါက်သွားပြီပေါ့နော်ဆိုတော့အခြေအနေပြောင်းလဲပေမဲ့ဒီpossibility ကတော့ပြောင်းလဲမသွားနိုင်ဘူးပေါ့နော်ရနိုင်သေးလားဆိုရင်တော့ရနိုင်သေးတယ်ပေါ့နော်ဒါပေမဲ့ရနိုင်ခြေကတော့တော်တော်လေးနည်းသွားပြီပေါ့နော်အလုံး100မှာတစ်လုံးပဲပါတာဆိုတော့အဲ့တစ်လုံးကိုရနိုင်ဖို့ကအရန်နည်းသွားပြီပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် possibility ကတော့ပြောင်းလဲမသွားဘူးဒါပေမဲ့ probability ကတော့ပြောင်းလဲသွားတယ်ပေါ့နော်ရှင်းရှင်းလင်းသိဖို့မှတ်ထားမှာကျွန်တော်တို့ကဒီ possibility ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာဝယ်ပြောတာပေါ့နော် probability ဆိုတာကကျွန်တော်တို့ဒီဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဆိုတာကိုကိန်းဂဏန်းနဲ့ဖော်ပြတာပေါ့နော်ဒီပုံထဲအတိုင်းဆိုတော်တော်လေးရှင်းနေဗျာဒီမှာဆိုလို့ရှိရင်ဒါ clock ကအဖွင့်နဲ့အပိတ်ဖြစ်နိုင်နေနဲ့မဖြစ်နိုင်ဘူးနှစ်ခုပဲရှိတယ်ဗျာဆိုတော့ probability ကကြတော့ဒီဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဆိုတာကိုကိန်းဂဏန်းနဲ့တိတိကျကျဖော်ပြတာပေါ့နော်ဥပမာဆိုလို့ရှိရင်ဗျာမက်ဆီဆိုလို့ရှိရင်ဒါကမ္ဘာဖလားရနိုင်ခြေရှိသေးရပေါ့နော်ရနိုင်သေးတယ်ပေါ့ဒါပေမဲ့စိတ်မကောင်းတာနဲ့ဒါရိုနယ်ဒိုကတော့ဒီကမ္ဘာဖလားရနိုင်ခြင်းမရှိတော့ဘူးပေါ့နော်မရနိုင်တော့ဘူးပေါ့ဆိုတော့ probability ကတော့ဒါအသင်းအနေထားနဲ့ဒီအသင်းနောက်ထပ်ပြိုင်ဖို့ semi final တက်ဖို့ final တက်ဖို့အတွက်ဒီဘယ်အသင်းအနေနဲ့ပြိုင်ရမလဲဆိုတော့အသင်းအရေးအတွက်နဲ့ပြန်ပြီးတော့တွက်လို့ရတယ်ပေါ့နော် okay ဆိုတော့ဒီလောက်ဆိုရင်တော့ဒါ possibility နဲ့ probability ကိုရှင်းသွားလိမ့်မယ်လို့တော့ထင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံနေကြတော့ဗျာ